ကြံဖို့ကောင်းတယ်တဲ့ဒါပေမဲ့ကျွန်တော်အတော့ကြောအဲ့ဒီနေ့ကရွာခဲ့တဲ့မိုးဟာကဘာပေါ်မှာအလှဆုံးအမတ်တရားတစ်ခုဖြစ်လာခဲ့တယ်မော်ကွန်းတယောက်တည်းဝရန်ဒါမှာမိုးကိုရင်လွဲအိတ်ထဲကပုံဆွဲစာအုပ်ကိုထုတ်ကြည့်နေတယ်ဘေးနားမှာចောင်းသားတွေအလူအယပြေးလွှားနေကြပြီမယ်သူကတော့ငိမ်သက်နေတော့ပဲအဲ့ဒီအချိန်မှာအေဂရီတယောက်အပြေးလွှားဆောက်လာပြီးမော်ကွန်းဘေးမှာမောဟိုက်စွာနဲ့ရက်လိုက်တယ်အေဂရီလက်ဖွားလေးနဲ့မိုးရွေနေကိုခါထုတ်ရင်ဟူးတော်သေးတာပေါ့အရန်ရွာတာပဲနော်နင်ကအခုထိပြန်သေးဘူးလားမော်ကွန်းလန့်သွားပြီးခေါင်းမောက်ကြည့်လိုက်တယ်သူတို့နှစ်ယောက်မျက်လုံးချင်းစွန်သွားကြတယ်အေဂရီရဲ့စပင်အဖျားလေးတွေမှာမိုးရွေဆက်လေးတွေတွဲခိုနေတာကိုမော်ကွန်းဂီးကြည့်နေမိတယ်မော်ကွန်းစကားထက်ထက်နဲ့အော်အင်းမိုးစင်းအောင်စောင့်နေတာအေဂရီသူမကင်ထားတဲ့ထီးအဝါရောင်လေးကိုပြရင်ငေါ့မှာထီးပါပေမဲ့မိုးအရန်တဲနီးလို့ဆိုမာဆိုးလို့နင်ဘာရီဆွဲနေရလဲကြည့်လို့ရမလားမော်ကွန်းပုံဆွဲစာအုပ်ကိုအမြန်ပိတ်လိုက်ပေမဲ့အေဂရီကလက်ညံစွာနဲ့လမ်းကြည့်လိုက်တယ်စာအုပ်ကြားထဲမှာညှက်ထားတဲ့တစ်ရွက်6လေးတရွက်ချမ်းပင်ပေါ်ပြုတ်သွားကြတယ်သူတို့နှစ်ယောက်လုံးပြိုင်တူကောက်ဖို့ငုံလိုက်တဲ့အချိန်မှာလက်ချင်းထိသွားကြတယ်မော်ကွန်းရဲ့ရင်ကုန်တန်ဟာမိုးတန်ထက်တောင်ကျဲနီးတယ်လို့ခံစားရတယ်အေဂရီကရှက်ပြုံးလေးနဲ့တစ်ရွက်ကိုကောက်ပေးပြီးမော်ကွန်းကိုပြန်ပေးလိုက်တယ်အေဂရီပကြီးဆွဲလာတော်သားတယ်နောက်နေ့ကျရင်ငါ့ကိုရောဆွဲပြုံးမလားမော်ကွန်းခေါင်းညင်ရင်အင်းဆွဲပေးပါမယ်အေဂရီကဲမိုးနည်းနည်းဆဲပြီငါသွားတော့မယ်နော်မော်ကွန်းမနေ့ပြန်ကျောင်းမှတွေ့မယ်အေဂရီထီးပါလေးဆောင်ပြီးမိုးထဲကိုပြေးထွက်သွားတာကိုမော်ကွန်းငေးကြည့်နေမိတယ်သူ့လက်ထဲကတစ်ရွက်6လေးကိုကြည့်ပြီးမော်ကွန်းပြုံးလိုက်မိတယ်အဲ့ဒီနေ့ကစပြီးကျွန်တော်မိုးရွာတာကိုပိုချစ်တတ်လာခဲ့တယ်